အဲ့တော့အခုဒီနေ့က15ရက်နေ့ April လ2025ခုနှစ်အဲ့တော့အခုပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ group 3ခုခွဲထားတယ် by 1 by 2 by 3ပေါ့နော်3ခုခွဲထားတယ်အဲ့တော့ by 1လေးတွေကဘာဖြစ်မလဲပေါ့နော် by 1လေးတွေကကြတော့မိဘရဲ့ထောက်ကူနဲ့ပညာရေးကိုကောင်းကောင်းတက်နိုင်မယ်ဆိုတာကိုပြတယ်မသိသေးတဲ့ပညာရပ်တွေကိုလည်းကောင်းကောင်းလေ့လာခွင့်ရမယ်ပြီးတော့လို့ရှိရင် universe ကလည်းကိုချမ်းသာကြွယ်ဝမှုနဲ့ပြည့်စုံကုန်လုံးမှုကိုပေးထားတာဖြစ်တဲ့အပြင်ဒီအခုလက်ရှိသင်နေတဲ့ပညာကလည်းနောက်တစ်ချိန်မှာကိုရိတ်သိမ်းရလောက်အောင်မြင်တဲ့အရာတကူဖြစ်လာမယ်ဆိုတာကိုပြတယ်အဲ့တော့ by 2ပေါ့နော်နောက်တစ်ခုက by 2ကျတော့မိဘကလည်းမတတ်နိုင်တဲ့အခြေအနေမျိုးကြုံတွေ့နေရတဲ့အခုအခြေအနေမှာအရာအလုံးကခက်ခဲနေတယ်ပေါ့နော်အဲ့တော့ကိုယ်မှလည်းငယ်ပွားနာကြီးချက်တရားလည်းရှိနေတယ်အဲ့ဒီခါကျတော့ကိုယ်အနေနဲ့ပေါ့နော်ကိုယ်ဆောင်ရှောက်တဲ့ပုံကိုယ်တွေစီကနေပြီးတော့အကြံဉာဏ်ကိုအေးရမဝင်ခင်ဖျားရှိကိုပြီးတော့ဆူတောင်းကြည့်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုယ့်ဘာသာကိုမှန်မှန်ကန်ကန်နဲ့ကောင်းကောင်းမွန်မွန်နေပေါ့နော်ဘယ်သူကဘာဖြစ်ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကတော့ကောင်းအောင်နေမယ်ဆိုတော့အမှန်တရားဘက်မှာပဲရက်တည်မယ်ဖြူဖြူစင်စင်နေမယ်ကောင်းတာကိုပဲလုပ်မယ်ဆိုတဲ့စိတ်မျိုးဝေးမယ်ဆိုလို့ရှိရင်เนาะ by 2လေးတွေကတော့အဆင်ပြေလာနိုင်တယ်ပေါ့နော် by 3ကကြတော့သူကလေအခြေနဲ့sorry နေ့တိုင်းနဲ့ကိုယ်ပွေစောင့်ရှောက်မဲ့ပုံကိုရှိတယ်ပေါ့နော်နောက်ပြီးတော့ကိုကလည်းပညာရေးနဲ့ပတ်သက်လို့ရှိရင်နေရာကောင်းကရပြီးသားအဲ့တော့အဲ့နေရာကိုရောက်ဖို့အတွက်ကကိုကခက်ခဲစူးစမ်းခဲ့ရတာဖြစ်တယ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဟောဖြစ်ခဲ့ရတာလည်းမဟုတ်ဘူးသူများနဲ့တိုက်ခိုက်ပြီးတော့မှနိုင်ခဲ့လို့သာဒီကိုကဒီနေရာကိုရတယ်ဒီနေရာကိုရပေမဲ့ဒီနေရာကတထောင်သက်သာရှိလားဆိုတော့လေဒီပညာရေးကရခဲ့အောင်မြင်ပြီးသွားပြီဆိုပေမဲ့တထောင်သက်သာမရှိဘူးကိုမှလည်းဟိုဒုက္ခနဲ့ကိုပေါ့နော်ဒါပေမဲ့ပါလဲဆိုတော့ကိုကတော့နေရာကောင်းမှာတော့ရှိနေတယ်ထိန်ဆုံးနေရာကိုလည်းရထားတယ်ဆိုတော့ပြရတယ်ပေါ့နော်အဲ့တော့ဒါက by 3တော့ပေါ့နော်အဲ့တော့ဒါပါပဲနော်ဒီနေ့အတွက်ဒါပါပဲနော် like and follow လေးလုပ်ပြီးတော့လေတကယ်လို့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်YouTube မှာပါ subscribe လေးလုပ်ပေးပါ